အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့လူသားတွေရဲ့ရုပ်ရည်အချင်းစရိုက်နဲ့မျိုးရိုးဗီဇတွေအားလုံးကိုထိန်းချုပ်ထားတဲ့အသက်စီဝါရဲ့မြေပုံလို့ခေါ်တဲ့ DNA အကြောင်းကိုလူတိုင်းကြားဖူးကြမှာပါဒါပေမဲ့ DNA ရဲ့ပုံသဏ္ဍာန်ကိုပထမဆုံးမြင်အောင်ကြည့်နိုင်ခဲ့တဲ့သူဟာတင်းချိုင်းကူတဲ့အထိသူ့ရဲ့ဂုဏ်ပုဒ်တွေကိုအခိုးခံလိုက်ရတယ်ဆိုတာရောသင်တို့သိပါသလားဒီနေ့ကျွန်တော်တင်ဆက်ပေးမှာကတော့သူမရဲ့ဉာဏ်ပညာဟာအောက်လန်းပညာလိုမျိုးမဖြစ်နိုင်တာတွေကိုဖြစ်အောင်လုပ်ပြနိုင်ခဲ့ပေမဲ့လူယုံမာတွေရဲ့လက်ချက်ကြောင့်တမိုင်းမှာပျောက်ကွယ်လူနီးပါးဖြစ်ခဲ့ရတဲ့ယိုစလင်ဖျန်ကလင်အကြောင်းပဲဖြစ်ပါတယ်မဖြစ်နိုင်တာကိုမြင်အောင်ကြည့်သူဘဲအစီရေးဘီရှင်နရီ1950ဝန်းကျင်ကာလတွေမှာသိပ္ပံပညာရှင်တွေဟာ DNA ဆိုတာရှိမှန်းသိပေမဲ့ဘယ်လိုပုံစံရှိလဲဆိုတာကိုဘယ်သူမှမမြင်ဖူးကြပါဘူးဒါဟာအမောင်ထဲမှာပစ္စည်းတစ်ခုကိုရှာနေရတယ်လို့ပါပဲဒါပေမဲ့ယိုစလင်ဖျန်ကလင်ဟာ SCH ခရစ်စတဲ့လော်ဂီယက်ဖီလို့ခေါ်တဲ့နေပညာမှာပါရမီထူးသူပါသူမဟာဓာတ်မှတ်လိုင်းတွေကိုသုံးပြီးတာမန်မျက်စိနဲ့မမြင်နိုင်တဲ့မော်လီကျူးလေးတွေကိုဓာတ်ပုံရိုက်ယူနိုင်ခဲ့ပါတယ်သူမဟာ100ရာခိုင်နှုန်းတိကျချင်တဲ့သူဖြစ်လို့ဓာတ်ပုံတစ်ပုံရဖို့နိုင်ပေါင်း100ကြော်ချိန်ပေးခဲ့ရပါတယ်နောက်ဆုံးမှာတော့ကဘာကျော်သွားမယ်Photo 51ဆိုတဲ့ဓာတ်ပုံကိုရရှိခဲ့ပါတယ်ဒီပုံဟာ DNA ရဲ့ပုံသဏ္ဍာန်ဟာကြောင်လင်လေကဓာတ်ဖဲဟီလစ်ပုံစံရှိတယ်ဆိုတာကိုပထမဆုံးသက်သေပြလိုက်တဲ့သမိုင်းဝင်အထောက်အထားပဲဖြစ်ပါတယ်ဘယ်သူတွေကသူမရဲ့အချက်လက်ကိုခိုးယူခဲ့တာလဲတကယ်ရိပ်ဘီတီရဲ့ဒီနေရာမှာဇလန်းကစတာပါပဲဖျန်ကလင်ဟာသူမရဲ့ရှာဖွေတွေ့ရှိမှုကိုတည်တည်ချာချာအချောသက်နေတော့မှသူမနဲ့အလုပ်တွဲလုပ်နေတဲ့လုပ်ဖော်ကိုင်ဖက်မော်ရီဝီဂင်ဆိုသူဟာဖျန်ကလင်ကိုအတိမပေးပဲသူမခက်ခက်ခဲခဲရိုက်ထားတဲ့Photo 51ကိုခိုးထုတ်ပြီးတခြားသိပ္ပံပညာရှင်2ယောက်ဖြစ်တဲ့ဂျိန်းဝဲဆန်နဲ့ဖျန်စစ်ခီတို့ကိုပြလိုက်ပါတယ်ဝဲဆန်ကအဲ့ဒီပုံကိုမြင်လိုက်ရတဲ့အချိန်မှာငါ့ဆက်ကြီးဟာသွားပြီးရင်တွေဒိန်းဒိန်းခုန်လာတယ်လို့နောက်ပိုင်းမှာပြန်ပြောခဲ့ပါတယ်သူတို့2ယောက်ဟာဖျန်ကလင်ရဲ့အချက်လက်တွေကိုအခြေခံပြီး DNA model ကြီးကိုစောက်လိုက်ပါတယ်ဒါပေမဲ့သူတို့ရဲ့စာတမ်းမှာဖျန်ကလင်ကိုဂုဏ်ပြုဖို့နေနေတာသာသူမရဲ့အခန်းကဏ္ဍကိုလုံးဝဖုံးကွယ်ထားခဲ့ကြပါတယ်နိုဘယ်ဆုနဲ့ဘာလို့လွဲခဲ့ရတာလဲတေမီဇီနိုဘယ်သူမဘာလို့နိုဘယ်ဆုမရခဲ့တာလဲအကြောင်းရင်း3ချက်ရှိပါတယ်လိန်လေလက်ဖျားခံရခြင်းဝဲဆန်နဲ့ခီရိုကသူတို့ရဲ့ရှာဖွေတွေ့ရှိမှုဟာဖျန်ကလင်ရဲ့ပုံပေါ်မှာအခြေခံထားတယ်ဆိုတာကိုထုတ်မပြောခဲ့ကြပါဘူးစောစီးစွာကွယ်လွန်ခြင်းဖျန်ကလင်ဟာအစီရေးတက်ရောင်ကြီးတွေနဲ့အမြဲထိတွေ့ခဲ့ရတာကြောင့်အသက်30ခုနှစ်အရွယ်1958ခုနှစ်မှာမျိုးအိမ်ကင်ဆာနဲ့ကွယ်လွန်သွားခဲ့ပါတယ်နိုဘယ်ဆုစီမင်းနိုဘယ်ဆုဟာကွယ်လွန်ပြီးသူတွေကိုပေးလိမ့်မရှိပါဘူးသူမဆုံးပါပြီး4နှစ်အကြာ1960ခုနှစ်မှာမှဝဲဆန်ခီနဲ့ဝီခင်တို့3ယောက်ဟာ DNA အတွက်နိုဘယ်ဆုကိုရရှိသွားကြပါတယ်သူမကိုဘာကြောင့်တတိယတင်တယ်လဲတကယ်တော့ယိုစလင်ဖျန်ကလင်ဟာသူမရဲ့အချက်လက်တွေခိုးယူခံလိုက်ရတာကိုတောင်မသိပဲနောက်ဆုံးချိန်ထိသိပ္ပံပညာအတွက်အလုပ်လုပ်သွားခဲ့သူပါသူမသာPhoto 51ကိုမရိုက်နိုင်ခဲ့ရင် DNA ရဲ့လျှို့ဝှက်ချက်ဟာနောက်ထပ်10စုနှစ်ပေါင်းများစွာကြာအောင်ဖေကြီးဖြစ်နေဦးမှာပါဉာဏ်ကြီးလုံးလို့အောက်လန်းပညာသည်လို့တောင်အထင်ခံရနိုင်တဲ့ဒီလိုပညာရှင်မျိုးသမီးဟာတမိုင်းရဲ့မတရားမှုကိုခံခဲ့ရပါတယ်နောက်အပိုင်းမှာတော့လျှက်စစ်လောကရဲ့နက်ဖျားလို့တင်စားရမယ်ဒါပေမဲ့လူစင်းရဲတယောက်လိုတည်ဆုံးသွားခဲ့ရတဲ့နီကိုလာတက်စလာအကြောင်းကိုတင်ဆက်ပေးမှာမို့စောင့်ကြည့်ပေးကြပါဦးခင်ဗျာ